ဇလန်ရဲ့စာမှာတော့ကျွန်တော်တို့ရဲ့အဓိကဇာတ်ကောင်ခေါလူတုံတို့ကိုစတင်တွေ့မြင်ရပါတယ်။သူကအေးစစ်စစ်နေတတ်တဲ့ကျောင်းသားလေးတစ်ယောက်ပါ။ဒါပေမဲ့သူ့ရဲ့နောက်ကွယ်မှာတော့အယောင်ဝမ်းတဲ့ဆရာကောင်းတဲ့မိသားစုဇလန်လေးတစ်ပုဒ်ရှိနေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ရဲ့ညီမလေးခါရန်ဟာတစ်ပစ်ပေါ်ကနေပြုတ်ကျပြီးဆုံးမသွားခဲ့ပါတယ်။အဲ့ဒီကခါရုနဲ့ခါရန်တို့ဟာပူကောင်လေးတစ်ကောင်ကိုဖမ်းဖို့အတွက်စကားပြောခဲ့ကြတာပါ။ခါရန်ကပူကောင်လေးကိုဖမ်းဖို့တစ်ပစ်ပေါ်တက်ခဲ့ရင်ပြုတ်ကျသွားခဲ့တာဖြစ်လို့ခါရုကသူ့ကိုယ်သူအမြဲတမ်းပြစ်တင်နေခဲ့တာပါ။ခါရန်ဆုံးသွားပြီးနောက်ပိုင်းမှာတော့သူ့မိဘတွေကကွာရှိခဲ့ကြပြီးခါရူဟာအယက်သမားအလူသမားဖြစ်တဲ့ဖခင်နဲ့အတူအစင်ပြေစံနေထိုင်နေရပါတယ်။သူ့ဖေကလည်းခါရန်တည်ဆုံမှုအတွက်ခါရူကိုပဲအမြဲတမ်းပြစ်တင်နေခဲ့တာပါ။ဒီနေ့မှာတော့မိုးရွာနေတဲ့ဘူဒါယုံလေးမှာသူဟာအန်ဆူဟာနာရှိလိုဆိုတဲ့မိန်းကလေးတက်လေးနဲ့စတင်တွေ့ဆုံခဲ့ပါတယ်။ခါရူကအန်ဆူကိုထိကားပေးခဲ့ပြီးအဲဒီကနေသူတို့တယောက်ရဲ့ကံကြမ္မာကစတင်ခဲ့တာပါ။အန်ဆူကသူ့မှာမိဘမရှိတော့ဘူးလို့ပြောပြတဲ့အခါမှာခါရူကကောင်းတာပေါ့လို့ခက်အေးပြပြေခဲ့ပါတယ်။ပြီးရဲ့နောက်မှာသူတို့နှစ်ယောက်ကဖုန်းနံပါတ်တွေဖလှယ်ခဲ့ကြပါတယ်။ဒါဟာသူတို့နှစ်ယောက်စလုံးကမိသားစုပြဿနာတွေနဲ့ရုန်းကန်နေရသူတွေဖြစ်လို့တယောက်နဲ့တယောက်ဆန္ဒပြီးသွားတဲ့အခိုက်အတန့်လေးတွေပါပဲ။နောက်တစ်နေ့မှာတော့အန်ဆူဟာခေါင်းရုပ်ရဲ့အတန်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။သူမရဲ့ခက်တီတီမူရကြောင့်အတန်ဖော်တွေကဝေးဝေးရှောင်ခဲ့ကြပြီးခိုဟာရုခဝါဆာကီဆိုတဲ့အတန်ဖော်တစ်ယောက်ကသူမကိုစားနှောက်ခဲ့ပါတယ်။အန်ဆူကခိုဟာရုကိုလက်သီးနဲ့တူးလိုက်တဲ့အခါအတန်တွေကလူတိုင်းအံ့ဩသွားခဲ့ကြပါတယ်။ဒါမဲ့ခေါရုကတော့အန်ဆူရဲ့အဲ့လိုခိုင်မာတဲ့စိတ်ဓာတ်ကိုစတင်သဘောကျမိသွားပါတယ်။အဲ့ဒီညမှာပဲခေါရုဟာအိမ်ပြန်ရောက်တော့သူ့ရဲ့ရမူးနေတဲ့ဖခင်ကသူ့ညီမလေးခါရန်တည်ဆုံမှုအတွက်ခေါရုကိုပြစ်တင်ပြီးမင်းစားခါရန်သာအသက်ရှင်နေရင်ကောင်းပါလို့ပြောပြီးခါရန်ကိုပြန်ခေါ်ပေးဖို့သူ့အသက်နဲ့လဲပြီးတော့ပြန်ခေါ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။စိတ်ထိခိုက်နေတဲ့ခါရုဟာအိမ်ကနေထွက်ပြေးလာခဲ့ပြီးမတော်တဆဥရရှိမထန်တဲ့ဆိုတဲ့လှည့်ဝက်ဆန်းပြတဲ့ဥမင်လိုင်ကောင်းတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ဒီဥမင်ထဲမှာသူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆုံးရှုံးသွားခဲ့ရတဲ့သူ့ရဲ့ညီမလေးရဲ့ဖက်နှက်တစ်ဖက်နဲ့သူတို့ငယ်ငယ်ကမွေးခဲ့တဲ့ငှက်ကလေးကိုပြန်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူဥမင်တွေကပြန်ထွက်လာတဲ့အခါမှာတော့အပြင်လောကမှာတပတ်လောက်ကုန်ဆုံးသွားခဲ့ပြီဆိုတာကိုသူသိလိုက်ရပါတယ်။ဒီဥမင်ဟာကိုလိုချင်တဲ့အရာကိုပေးနိုင်ပေမဲ့အချိန်တွေကိုတော့စတေးရမယ်ဆိုတာကိုသူနားလည်သွားခဲ့ပါတယ်။ခေါရူဟာဒီဥမင်ရဲ့လက်ဝဲချက်ကိုတည်သွားပြီးနောက်မှာတော့သူ့ညီမလေးကိုပြန်ခေါ်ဖို့အတွက်ဒီဥမင်ကိုအသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအန်စုကလည်းဒီလက်ဝဲချက်ကိုတည်သွားခဲ့ပါတယ်။အန်စုကသူမရဲ့မန်ဂါဆွဲတဲ့အိမ်မက်အတွက်ဒီဥမင်ကိုအသုံးချခြင်းနေသူပါ။သူမရဲ့ဖိုးဟာမန်ဂါကြီးဆရာတယောက်ဖြစ်ပေမဲ့အောင်မြင်မှုမရပဲကြာရှုံးခဲ့တဲ့အတွက်ကြောင့်မလို့သူမရဲ့မိဘတွေကသူမကိုမန်ဂါမဆွဲဖို့တားမြစ်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာဒီဥမင်ကိုအတူတူစမ်းသပ်ကြပါတယ်။ဥမင်ထဲမှာဖြတ်တန်းတဲ့စက္ကန့်နဲ့ငယ်ဟာအပြင်လောကမှာနိုင်ပေါင်းများစွာကြာမြင့်နေတာကိုသူတို့သိသွားကြပါတယ်။သူတို့နှစ်ယောက်ဟာနေတဲ့ဥမင်ရှိမှာတွေ့ကြရင်းနဲ့တယောက်နဲ့တယောက်ပိုပြီးရင်းနှီးလာခဲ့ကြပါတယ်။တနေ့မှာတော့သူတို့နှစ်ယောက်ငါးပြတိုင်ကိုအတူတူသွားရောက်လဲဘက်ခဲ့ကြပြီးအဲ့ဒီမှာပိုပြီးပုံမှန်လေးလေးရင်းနှီးလာခဲ့ကြပါတယ်။အန်စုကသူမရဲ့အိမ်မက်တွေအကြောင်းပြောပြသလိုခါအိုရူကလည်းသူ့ညီမလေးဆုံးရှုံးသွားခဲ့ရတဲ့အကြောင်းကိုရင်ဖွင့်ခဲ့ပါတယ်။နေရာဒီပွဲတော်တစ်ခုကိုသူတို့နှစ်ယောက်အတူတူသွားခဲ့ကြပါတယ်။ပွဲတော်ထဲမှာလမ်းလျှောက်ရေးခါအိုရူကအန်စုရဲ့လက်ကိုပထမဆုံးအကြိမ်ကန်ခဲ့ပါတယ်။အိမ်ညမှာအန်စုကခါအိုရူကိုသူမနဲ့အတူရှိနေပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ခါအိုရူကတော့သူ့အိမ်မှာသူ့ဖေကနောက်မိန်းမတစ်တယောက်ခေါ်လာတာကိုတွေ့လိုက်ရတဲ့အခါမှာသူ့မိသားစုထဲမှာသူဟာမလိုအပ်တဲ့လူတစ်ယောက်ဖြစ်သွားပြီလို့ခံစားလိုက်ရပါတယ်။သူဟာသူ့ညီမလေးခါရန်ကိုပဲပြန်လို့ခြင်းတဲ့စိတ်ကပိုပြီးပြင်းပြလာခဲ့ပါတယ်။အဲဒါကြောင့်ခါအိုရူကအန်စုကိုမပြောဘဲတန်တယ်တဲ့ကိုတယောက်တည်းဝင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တန်တယ်တဲ့ကိုမဝင်ခင်မှာသူကအန်စုစီကိုနှုတ်ဆက်စာ message တစ်စောင်ပို့ခဲ့ပါတယ်။ငါ့ကိုမဆောက်ပါနဲ့တော့ဆိုတဲ့စကားလုံးတွေနဲ့အတူသူဟာသူ့ရဲ့ဖုန်းကိုတန်တယ်ထဲမှာလွှတ်ပစ်ခဲ့လိုက်ပါတယ်။သူဟာအပြင်လောကကိုပြန်မလာတော့ဘူးလို့ဆုံးဖြတ်ထားခဲ့တာပါ။ခေါရူကတန်တယ်ထဲမှာသူ့ညီမလေးခါရန်နဲ့ပြန်ဆုံနေစဉ်အတွင်းအပြင်လောကမှာတော့အချိန်တွေဟာတရက်ပြီးတရက်တနေ့ပြီးတနေ့ကုန်ဆုံးသွားခဲ့ပါပြီ။အန်ဆူဟာကြောင်းပြီးသွားပြီးလူကြီးတစ်ယောက်ဖြစ်လာခဲ့ကနမဲကျော်မန်းကကြီးဆီယမတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကခါရူပို့ခဲ့တဲ့ message တွေဟာတန်တဲ့ထဲကနေအပြင်လောကကိုတစောင်းချင်းစီပြန်ရောက်လာတာပါ။တန်တဲ့ထဲမှာအချိန်ကအရန်နေတာကြောင့်ခါရူပို့လိုက်တဲ့ message တစောင်းချင်းစီဟာအပြင်လောကမှာတော့အနှစ်ပေါင်းများစွာကြာပြီးမှပြန်ရောက်လာတာဖြစ်ပါတယ်။အန်ဆူဟာ73နှစ်လောက်ကြာသွားခဲ့ပေမဲ့ခါရူစီက message တွေတစ်ခုရလိုက်တိုင်းသူမရဲ့မျက်ရည်တွေကထိမ့်မရအောင်ကြာလာခဲ့ရပါတယ်။ခါရူဟာတန်တဲ့ထဲမှာခါရန်နဲ့အတူရှိနေရင်းနဲ့မှဒါဟာတကယ်စစ်မှန်မဟုတ်ဆိုတာကိုသိသွားခဲ့ပါတယ်။ခါရန်ကသူ့ကိုအကိုပျော်ရွှင်အောင်နေပါလို့ပြောပြီးနှုတ်ဆက်လိုက်တဲ့အခါမှာတော့ခါရူဟာသူတကယ်ချစ်ရတဲ့လူကအန်ဆူဖြစ်နေပြီဆိုတာကိုသဘောပေါက်သွားပြီးအပြင်ကိုပြန်ထွက်ဖို့ကြိုးစားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ခါအိုရုကတန်နယ်တွေကနေအပြင်ကိုပြေးလောပြန်ထွက်လာခဲ့ပါတယ်တန်နယ်ဝမှာတော့အသက်73နှစ်ကြီးသွားပြီဖြစ်တဲ့အန်ဆူကသူ့ကိုစောင့်နေခဲ့ပါတယ်ခါအိုရုကတော့အရင်တိုင်းလူငယ်လေးပဲရှိပါသေးတယ်သူတို့နှစ်ယောက်ပြန်ဆုံတဲ့အခါမှာတော့အချိန်ဒီဘလောက်ပဲကွာခြားသွားပါစေသူတို့ရဲ့ချစ်ချင်းမြတ်တာတွေကတော့အရင်တိုင်းပဲခိုင်မြဲနေတာကိုတွေ့ရပါတယ်ဒီဇလန်လေးကကျွန်တော်တို့ကိုပေးချင်တဲ့သင်ခန်းစာကတော့အတိတ်ကဆုံးရှုံးမှုတွေထက်လက်ရှိမှာရှိနေတဲ့သူတွေကိုတန်ဖိုးထားဖို့ပါပဲအချိန်ဆိုတာဘယ်တော့မှပြန်မရနိုင်တဲ့အရာဖြစ်လို့ကိုယ့်ဘေးမှာရှိနေတဲ့သူတွေကိုအချိန်ပေးဖို့မမိကြပါနဲ့ကျွန်တော်တို့ရဲ့ The Zwemmy Taste channel လေးကို like and share လေးနဲ့ subscribe လေးလုပ်ဖို့အတွက်မမေ့ပါနဲ့အောင်အားလုံးကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်